ကိုဘောအယောင်တွေကိုပြောင်းလဲနိုင်တဲ့အရန်ကိုချစ်ဖို့ကောင်းတဲ့သတ္တဝါလေးတစ်ကောင်ရှိပါတယ်။ဒါကတော့အာမင်လို့ခေါ်တဲ့ဒါမှမဟုတ်လူများစုကမွေးပါမီးတိုမှုခေါ်ကြတဲ့အကောင်လေးပဲဖြစ်ပါတယ်။နွေရာသီမှာဆိုရင်တော့ဒီကောင်လေးတဲ့အမွေးတွေကအညိုရောင်တန်းတဲ့အနီရောင်ဖြစ်နေပြီးဘိုင်းနာကတော့အဖြူရောင်လေးဖြစ်နေရမို့တောအုပ်တွေနဲ့မြက်ခင်းပင်တွေကြားမှာအလိုက်တင်လေးပုံကွယ်နေနိုင်ပါတယ်။ဒါပေမဲ့ဆောင်းတွင်းရောက်လာပြီဆိုရင်တော့နင်းတွေကြားမှာပုံကွယ်နိုင်အောင်လို့တကိုယ်လုံးကအမွေးတွေကအဖြူရောင်အဖြစ်ပြောင်းလဲသွားလာမို့တကယ်ကိုရောင်လျှောက်ပြီးအသွင်ပြောင်းလိုက်သလိုပါပဲကြည်ရတာချစ်ဖို့ကောင်းတယ်ဆိုပေမဲ့လည်းဒီအာမင်လေးတွေကတကယ်ကိုလင်းမြန်ပြီးရက်ဆက်တဲ့အမဲလိုက်သက်သွားတွေဖြစ်ပါတယ်ဒီလိုကိုလုံးသေးသေးလေးမြင်ရပေမဲ့သူ့ထာကိုလုံးကြီးတဲ့သားကောင်တွေကိုတောင်အေးဆေးဆေးအမဲလိုက်နိုင်တာပဲဒီအာမင်လေးတွေကိုတော့ကမ္ဘာမြောက်ပတ်ချမ်းတစ်လျှောက်လုံးမှာရှိတဲ့အာတစ်ဒေသတွေကနေတောအုပ်တွေမြက်ခင်းပင်တွေနဲ့အဲ့ဒီနာကပတ်ဝန်းကျင်တွေမှာတွေ့ရှိ